ပြောကိုဝေးပြန်လာပါလို့ နာမည်ဘယ်လိုခေါ်လဲဟမ်ခံရဒီလိုခေါ်လားဟုတ်လားပြုတ်လာတိလားပြူလားနော်လေးခံရဒီတော့ဆိုပြီးတော့လက်ဆောင်ပြည်လေးပို့ခိုင်းလို့လာဖို့ပေးတာအေးဘယ်လိုမတီးဘူးဘယ်လိုပို့ခိုင်းလာတော့ညီမလေးမိတ်ကြီးလားနေမဟုတ်ကြဘူးမိတ်ကြီးလားနေဘယ်လိုပို့ခိုင်းတာလက်ဆောင်တွေရောညီမလေးမှားထားလားဒီနေ့ဒီမှာဘာလာလောက်တာလဲအိုးငူပါနဲ့ညီမလေးရဲ့ငူပါနဲ့ညီမလေးရဲ့အဲ့ကြလေးအနေနဲ့လက်ဆောင်လေးပို့ခိုင်းလို့ဘယ်လိုလာဖို့ပေးတာညီမလေးကဘယ်သူထင်လို့လဲညီမလေးဘယ်သူပို့ပေးမယ်ထင်လို့လဲပေါ်လိုက်ပြီနေပြီးအိမ်ရမြန်ပဲပြန်ခဲ့ပါမလို့ထင်တယ်ဟိုမမဘယ်မှာလဲအဝေးမှာလားဟုတ်လားကိုရလက်ဆောင်လေးယူပေးမယ်ညီမလေးကမုံငုံနဲ့လေနော်မမဒီနေ့လေးမှာတဲ့ကိုကဘွဲယူတာဆိုတော့တဲ့သူလည်းအနားမှာရှိကျင်တယ်တဲ့ဒါပေမဲ့မရှိနိုင်တဲ့အတွက်ညီမလေးတို့မိသားစုအားလုံးကိုပြောအောင်လို့လုပ်ပေးတာဖေဖေမေမေရောညီမလေးတော်ကလက်ဆောင်လေးထည့်ပေးလိုက်တာကိုမပြောကိုဝေးပြန်လာပါလို့ပြပါညီမလေးရဲ့ဒီဖိုင်လေးကိုကိုမမစီပို့ပြီးတော့ပြောပေးမယ်လေနော်1 2 3ကြည့်လို့ရပါပြီပတ်စံမကြီးလေးပို့ပေးတာပါညီမလေး3လူတာလေး3လူရအောင်လို့တဲ့တက်ညီမလေးတို့ဒီတန်ပို့ပေးတာနော်လက်ခံပြီးတော့ညီမလေးကြည့်လိုက်အောင်နော်အထက်မှာလေငွေသား2သိန်းပါလေမမသူချင်းညီမလေးကိုတဲ့ဒီနေ့ကိုကဘွဲယူတာဆိုတော့မိသားစုတွေအားလုံးပြောအောင်လို့ဖေဖေမမေလည်းပို့ပေးတယ်ညီမလေးကိုလည်းပို့ပေးတာနော်မမပြောလိုက်သေးတယ်ဒီမှာအငယ်ဆုံးနဲ့အရန်ချစ်ရတဲ့မမချစ်ရတဲ့ညီမလေးတဲ့လင်းမမနေနော်တဲ့ဖေဖေတို့မေမေတို့စကားကိုလည်းနားထောင်ပါညီမလေးတဲ့စားလဲကြိုးစားနော်တဲ့မမတို့ကအတူတူမနေခဲ့ရပေမဲ့တဲ့ညီမလေးနဲ့မောင်လေးကိုပညာတတ်ကြီးဖြစ်စီနေတာမမရဲ့ဆန္ဒလေးတစ်ခုပါတဲ့မောင်လေးကတော့ဆန္ဒလေးကြီးခဲ့ပြီတဲ့ညီမလေးလည်းမောင်လေးတကဲ့သို့ကြိုးစားပြီးနော်တဲ့ကုချေအောင်နင်းပြပါတဲ့အဖေတို့မေတို့လည်းဂယူးဆိုင်လိုက်ပါညီမလေးတဲ့မမညီမလေးကိုအရန်ချစ်ပါတယ်တဲ့မမအားတဲ့အဝေးမှာအလုပ်တွေလုပ်နေတာဆိုတာမိသားစုလေးအားလုံးတော့ပါညီမလေးတဲ့ဖေးကြီးမေကြီးရဲ့စကားကိုနားထောင်ပါတဲ့ညီမလေးတဲ့ကိုကျော်ကြီးစကားကိုလည်းနားထောင်တော့တဲ့ကိုလည်းဂယူးဆိုင်တော့တဲ့မမအရန်ချစ်ပါတယ်တဲ့ညီမလေးကိုပြောလိုက်တယ်ကိုကျော်ကြီးစကားကိုလည်းနားထောင်တဲ့အခုလိုမျိုးကြိုးစားတဲ့ညီမလေးကိုလည်းပညာတတ်ကြီးဖြစ်ချင်တယ်တဲ့လိုအပ်တာဒီမမနောက်ကနေထောက်ပံ့ပေးမယ်တဲ့မပူပါနဲ့တဲ့သူအကြီးဆုံးဆိုတော့နိုင်ငံသားမှာထွက်ပြီးတော့ပတ်စံတွေရှာပေးမယ်တဲ့အဲ့လိုပြောတာနော်ညီမလေးတော့မမဖြစ်ဖြစ်ခြင်းနဲ့တိုင်းလေးကြိုးစားပေးလေနော်မမကိုဘာဒီမာကျင်သေးလဲညီမလေးကကိုမြန်ပဲပြန်လာပါလို့သမီးဝေးမမကိုအရင်လွန်နေပြီပေါ့နော်ဘလားတော့ကြာသွားပြီလေညီမလေးသွားတာမမနေ့ကျော်သွားဟုတ်လားဟိုညီမလေးနဲ့အဆက်တော်ရှိရမလားဒီနေ့ပြောရတာဒီဘောတိုင်းတော်ဝေးမှာဆိုတော့သူစင်ပြေခြင်းမလေးပြင်မှာဒါပေမဲ့မိသားစုတွေအားလုံးချစ်တဲ့စိတ်နဲ့အလုပ်တွေကြိုးစားပေးနေတယ်ညီမလေးနော်စင်မကောင်းပြင်းနဲ့မမစကားကိုနားထောင်ပြီးလေးမမလေးနေဒီဖိုင်လေးလည်းကိုမမပြပို့ပေးလိုက်မယ်နော်ဟုတ်တခြားမှကျန်တာရှိသေးလားမမကိုဘာပြောပြင်သေးလဲဟုတ်နေပြီးအိမ်ရမြန်ပဲပြန်ခဲ့ပါလို့ဟုတ်ကဲ့ပါညီမလေးကိုဒါလေးပို့ပေးလိုက်မယ်နော်